ဒီအသုံးနှုန်းလေးတွေကနေ့စဉ်ဘဝမှာအများကြီးအထောက်အကူပြုတယ်နော် Put it down here Put it down here အဲ့ဒါကိုဒီမှာချထားလိုက်ပါ Is everything alright Is everything alright အားလုံးအဆင်ပြေရဲ့လား I don't think so I don't think so ငါတော့အဲ့လိုမထင်ဘူး You are absolutely right You are absolutely right မင်းပြောတာလုံးဝမှန်တယ် That is too bad That is too bad စိတ်မကောင်းစရာပဲ Sound like a plan Sound like a plan စိတ်ဝင်စားစရာအစီအစဉ်ပဲ Count me in two Count me in two ငါကိုလည်းထည့်တွက်ပါဦး I don't care anymore I don't care anymore ငါဂီယူမဆိုင်တော့ဘူး That is very kind That is very kind တကယ်စိတ်ကောင်းရှိတာပဲ I completely agree now I completely agree now ငါအခုလုံးဝသဘောတူတယ်ဟုတ်ပြီဒါဆိုရင်ဒီ10ချောင်းကိုသေချာလေးလေ့ကျင့်ထားပါနောက်ထပ်ဗီဒီယိုတွေအတွက်လည်း J1 English ကို follow ခဲ့ဖို့မမေ့နဲ့နော်